ကိုယ့်ရဲ့အနားမှာမပြောတော့တဲ့လူတစ်ယောက်ကိုဆွဲထားလို့ရောနောက်ဆက်တွဲအနေနဲ့ကောင်းတဲ့အရာတွေရှိလာနိုင်မယ်လို့ထင်လားအဲ့လိုစဉ်းစားတယ်ဆိုရင်တော့လည်းဆက်ပြီးတော့ဆွဲထားပေါ့ခဏခဏလာပြီးတော့မေးကြတယ်ပေါ့နော်ဒါမှမဟုတ်စဉ်းစားကြည့်အောင်ကျွန်တော်တို့ကကိုယ့်ရဲ့ချစ်သူကကိုယ်နားမှာနေရမပြောတော့ဘူးလေအဲ့ဒါကြီးကိုခြေစလုံးဖက်တူးထောက်တောင်းမှအတင်းမရမကကိုယ်နားမှာနေဖို့အတွက်ဆွဲထားကြည့်ရမလားအရာအလုံးအသိကအကြောင်းအရာတွေနဲ့ကင်ပေါက်ပြီးဆွဲထားလို့ရောပျော်ရွှင်ရမှာလေလားကိုတိုင်းမပျော်ရွှင်ရဘူးဆိုတော့ကိုမပျော်ရင်တပားတူလည်းပြောမှမထင်နဲ့မပျော်ဘူးဆိုတော့ကိုအကြောင်းပဲကိုအတွက်ပဲကိုစဉ်းစားကြည့်အောင်ကိုသူ့ကိုချစ်စရာရှိရချစ်ပေးခဲ့ပြီးပျော်အောင်လုပ်ပေးလို့ရတဲ့အရာတွေကိုသူနဲ့ပတ်သက်ပြီးပြောစားရှိတဲ့အမတ်တရားတွေအရာဖြည့်ဆည်းခဲ့ပြီးတော်ပြီသူမှမနေချင်တော့တာတော်ပြီလေဒီလောက်ဆိုရပြီမတန်ဘူးကျွန်တော်တို့ဆက်ပြီးသူ့ရဲ့အနားမှာပဲတွေ့ကတ်နေမယ်ဆိုရင်ဆုံးရှုံးရမယ့်အရာကပိုပြီးများပြီးရင်များလာလိမ့်မယ်ဒါကြောင့်မလို့အေးအနေနဲ့အကြံပေးချင်တာကမနေချင်တော့တဲ့လူထွက်သွားချင်တဲ့လူကိုဘယ်တော့မှဆွဲမထားပါနဲ့အကောင်းဆုံးတော့လက်လွတ်ချင်းဖြစ်ပေါ့နော်ပြီးသွားလိုက်ပါသူသွားချင်တဲ့နေရာသွားပါစေနော်နောက်ထပ်ရင်ခွင်အသစ်စီပဲသွားပိုကောင်းတဲ့လူစီပဲသွားတယောက်တည်းပဲနေချင်ဒါသူ့ရဲ့ reason လေသူကိုယ်နားမှာမနေချင်လို့ပြောနေတဲ့ reason တွေပေးသွားလိုက်ကျွန်တော်တို့တကယ်ချစ်တဲ့လူတကယ်အေးတို့အနားမှာပဲတန်ဖိုးထားပြီးရှိနေချင်တဲ့လူကအနေဝေးလည်းမဖောက်ပြန်သလိုနော်နီးတဲ့လူနဲ့လည်းတွေ့ကပ်ပြီးတော့ညှိတွယ်သွားတဲ့လူတွေထဲမှာပါမှာမဟုတ်ဘူးကိုမကိုပဲဖြစ်နေလိမ့်မယ်ကိုပဲရွေးချယ်နေမှာအစိုးတွေရှိလဲအတူတူရင်ဆိုင်မှာအရှုံးတွေရှိလဲအတူတူအောင်မြင်မှုအတူတူရှာမှာအဲ့လိုမဟုတ်ဘူးဆိုရင်တော့ဒီလူကကိုယ့်အတွက်မဟုတ်လို့ပဲချစ်ပေးတဲ့လောက်ချစ်ပေးခဲ့ပြီးမို့ဆက်ပြီးမနာကျင်ဖို့အတွက်ထပ်ပြီးတော့မဖတ်တွယ်ဖို့အတွက်အေးအနေနဲ့ဒီနေရာလေးကနေဒီဗီဒီယိုလေးကနေပြောချင်ပါတယ်ဆိုတော့အားလုံးလဲပေါ့နော်ကိုကဆွဲထားနေတဲ့ relationship ဖြစ်နေပြီလား तू မပြောဘဲနဲ့ကိုကအတင်းကြီးလိုက်ပြီးတော့ဖတ်တွယ်နေတဲ့ relationship ထဲမှာကိုရောက်နေပြီလားဆိုတာပြန်ပြီးတော့စဉ်းစားစေချင်ပါတယ်ပြီးရင်တော့အကောင်းဆုံးဆုံးဖြတ်ပါဒီနေရာလေးကနေပြောပြပေးချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်